Hello အခုတစ်ခေါက်ပြရတဲ့အင်းကြီးတစ်ဆက်တည်းလေတောင်ပတ်တန်လေးကိုပြောပြပေးမယ်နော်အမတို့ကနောက်ချမ်းကိုဇစ်စာလက်မနဲ့ဆွဲကြရအောင်လေတောင်ပတ်တန်လေးကိုအမအရှိဒီမှာပြောပြထားပြီးတယ်နော်ပြီးတော့အမတို့ကလေလက်ပတ်တန်လေးကလက်ဖောင်းလေးဖြစ်တယ်ပြီးတော့လက်ဝလေးကိုအမပြထားတဲ့အတိုင်းပဲကွေးလိုက်နော်ဖြတ်ထုတ်လိုက်နော်အဲ့ဒါဆိုဒီပုံစံမျိုးလေးရမှာဖြစ်ပါတယ်ရှေ့ချမ်းမှာကျတော့တစ်ဆက်တည်းလေတောင်လေးရဲ့အပွမ်းအပိုင်းရဲ့အောက်ကရင်ကန်အတုလေးရဲ့အောက်ကခောက်ရိုးနဲ့F2 ရေပေါ့နော်အဲ့ဒါဆိုမှတို့ကအပိုင်း3ပိုင်း꿰သွားမယ်နော် F1 အပိုင်းမှာရင်ဖြတ်ဆက်အဲ့ဒီမှာကြာမတို့ကတောက်တလက်မဒါမှမဟုတ်6စိတ်ထိုးပေးရမယ်နော်အဲ့လိုဆိုတော့ဟာနေမှာဆိုလို့ကွယ်နော်ပြီးတော့အတွင်းထဲက F အပိုင်းလေးကိုလည်းမတို့တောက်တလက်မစာထိုးပေးရမယ်ပြီးရင်တို့ကဖြတ်ပြီးတော့ပြန်တွဲရမယ်နော်ဒါဆိုလို့ရှိရင်တို့ပြန်တွဲတဲ့အခါ F နဲ့ F2 နဲ့ပြန်တွဲတဲ့အခါမတို့က4စိတ်စီချုပ်စာနဲ့ပြန်တွဲပေးပါဒါဆိုဒီအင်္ဂလိပ်ရပြီဖြစ်ပါတယ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်